Amimiဆိုတဲ့စကားလုံးကြားလိုက်ရတဲ့ခါတိုင်းအမိမိကိုဆုံးခွာထွက်ခဲ့ရတဲ့လူတန်းရင်တွေမှာတမျိုးတမီခံစားမိကြမှာမလွဲပါပဲတိုင်းတစ်ပါးရောက်နေတဲ့လူတွေထဲမှာအမိမိကိုလွဲတဲ့စိတ်ရိုးရာဒလိပွဲတော်တွေနဲ့မပွဲသေးစားတွေကိုလွဲတဲ့စိတ်တွေရှိကြလိမ့်မယ်တင်းကျန်ဆိုတဲ့ရိုးရာဒလိပွဲတော်ဟာမြန်မာပြည်သားတိုင်းအတွက်အနှစ်ကဆုံးပွဲတော်တစ်ခုလို့ဆိုရင်မမှန်မထင်ပါဘူးအခုတော့ကျွန်တော်ကချစ်ခင်ကြရတဲ့ຢာတွေအားလုံးရဲ့အဝေးတနေရာမှာရှင်တန်နေရပြီတင်းကျန်ဆိုတဲ့စကားလုံးလေးကြားလိုက်ရတဲ့ခါတိုင်းရှင်ထဲမှာဖော်ပြမရတဲ့ခံရည်ဖြစ်ပေါ်လာတယ်ကျွန်တော်ဟာတင်းကျန်တဲ့မသက်ဆိုင်တော့လားကျွန်တော်ဟာတယောက်တည်းဖြစ်နေခဲ့ပြီလားချိုးပြုံးရွှင်သောနှမပြိုငယ်နိုင်ငံရဲ့ချမ်းမှာအထီးကျန်စွာဖြတ်တန်းနေရတဲ့သူတွေရောရှိပါသလားဒီလိုမျိုးအထီးကျန်နေဆိုတာတကူရဲဖြတ်တန်းရုံးကန်နေရတဲ့သူတွေကျုံလေးကျုံလိုက်ရှိရရဖြစ်မလို့အမေကြနေနော်ကျွန်တော်လိုမျိုးအမိမိနဲ့ပတ်သက်တဲ့အမှတ်တရတွေကိုလမ်းစွတ်တန်းသားမိရဲ့လူတွေအတွက်ဖူကိုကာမှာရှိတဲ့ညီကောင်မောင်နှမရဲ့စုပေါင်းပြီးတော့ပွဲတော်တွေတစ်ခုကျင်းပဖို့စီစဉ်ထားပါတယ်မြန်မာလူမျိုးမှန်ရင်မနစ်သက်သူမရှိတဲ့မြန်မာရိုးရာတာကြံပွဲတော်ကိုလေးလပိုင်း26ရက်နေ့ဖူကိုကာဟာကတာအနီးနားမှာရှိတဲ့ယောရှိဇကာရီယိုကုဂျီပန်ကျမှာမြန်မာရိုးရာတာကြံပွဲတော်ကိုကျင်းပသွားမှာဖြစ်တဲ့အတွက်ကြောင့်မလို့အလံပြေအနေနဲ့ပါဝင်ဆင်နွှဲခြင်းနဲ့ဆိုလို့ရှိရင်အားလုံးပဲလှမ်းလာခဲ့ဖို့ဖိတ်ခေါ်လိုက်ပါရဲ့နော်အားလုံးအတွက်သတင်းကောင်းလေးတစ်ခုကတော့ယောရှိဇကာအတာကြံပွဲတော်ဟာဝင်ကြီးအခမဲ့ဖြစ်ပါတယ်ခင်ဗျာဒီလိုမြန်မာရေးရအတာတကြံပွဲတော်အစီအစဉ်ဖြစ်များရဲ့အတွက် Ace Group မှာ main sponsor အနေနဲ့ပါဝင်ကူညီပံ့ပိုးပေးထားပြီး co-sponsor အနေနဲ့ကတော့ Koyu International Children's Life Association မှပါဝင်ကူညီပံ့ပိုးပေးထားပါရဲ့ရှင်။ဝင်ကြီးအခမဲ့ဖြစ်ပေမဲ့ပွဲထဲမှာအလူခံပုံတစ်ခုထားရှိပေးထားမှဖြစ်လို့ဝင်ကြီးရဲ့စာမိမိစေတနာရှိလာဝင်ရောက်လှူဒါန်းနိုင်ပါရဲ့ရှင်။ရရှိတဲ့လူဒန်းငွေအားလုံးနဲ့အစားတောက်ရောင်းရငွေအားလုံးတွေက10%ကိုမြန်မာနိုင်ငံမှာရှိတဲ့မိဘမိတ်ကြီးဟာတွေကိုပြန်လည်တောင်းပေးပါရစေရှင်။အဲ့ဒါကြောင့်ကုသိုလ်လေးရဝမ်းလေးဝါပျော်လဲပျော်ရွှင်ရတယ်ကျမတို့ရဲ့ညီမရဲ့ကျန်ပွဲတော်ဖိတ်ကန်တကာပြည့်ရပါရဲ့ရှင်။ကုသိုလ်လေးရပျော်ရွှင်ရမျိုးရှိစုကတာတကြံပွဲမှာပါဝင်ဆင်နေကြပါဝင်စနေကြနောက်တစ်ခါတော့Mic test တော့ပါအားလုံးမင်္ဂလာပါကျွန်တော်လင်းတိုင်းညွတ်ပါလူကြီးမင်းတို့အကောင့်တွေဖော်တော့မယ်ဆိုလို့ရှိရင်အားလုံးမင်္ဂလာပါကြားလာမသိဘူးနော်ရဲဝဲပေါ်ကြည့်ရစတော့မစတော့မယ်အခုလိုမျိုးနိုင်ငံခြားမှာကြီးတဲ့လက်တွေရှိတာအားလေးပြောရဲဝဲရစိတ်ပြနေတဲ့ပုံစံမျိုးလေနေလိုက်တယ်ပေါ်မော်ရနည်းနည်းမို့ရိုင်းနေစီ